အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မြတ်ကိုပါလူဆိုတာတန်ဖိုးတူရာတွေနဲ့ပဲစုံစည်းတတ်ကြတာတန်ဖိုးမသိတဲ့သူကတန်ဖိုးမထားတတ်တဲ့သူနဲ့ပဲစုံစည်းကြရမှာပါတန်ဖိုးထားတတ်တဲ့သူကလည်းကိုချစ်မြတ်နိုးပြီးတန်ဖိုးထားတဲ့သူနဲ့စုံစည်းတတ်ကြတာပါကိုမြတ်နိုးသူတွေနဲ့ပုံဖက်ကြရတာပါကိုကမမြတ်နိုးသလိုကိုသူကလည်းမြတ်နိုးနေမှာမဟုတ်ပါဘူးတခါတလေမှလေခွဲခါချင်းတွေကကိုတန်ဖိုးထားပေးမဲ့သူနဲ့ဆောက်တွေးခွဲပေးဖို့လဲဖြစ်လာနေသလိုထားရခံရတိုင်းကိုပဲကကြီးပဲမားနေလို့မဟုတ်ပါဘူးဘုံကန်ချင်းမတူတဲ့သူနှစ်ယောက်ဟာရည်ဆက်ပဲဆောင်းနေတာပါဖူးစာတော့မဆောင်းနိုင်ကြပါဘူးအဲ့ဒါကြောင့်ဝေးကွာသွားတိုင်းလဲနှမျောတသားနဲ့တန်တနေလဲအပိုးပါပဲတိုက်မှာပဲထားခဲ့ရပြီးတော့တိုက်ထဲမှာမားတွေကိုတင်ကန်းစာယူပြီးတော့ရှစ်ဆဲရမဲ့ခီးတွေကိုကောင်းဆောင်ရှုံလန်းနိုင်ဖို့ကျွန်တော်တို့တင်ယူစူးစမ်းရအောင်ပါချိန်တန်တဲ့အခါကိုနဲ့ထိုက်တန်တဲ့သူကကိုစီကိုစိုက်မြိုက်ရောက်လာကြမှာပါဒါကြောင့်ကိုမချစ်မမြတ်နိုးတဲ့သူတွေကိုတင်းကြီးဖတ်တွယ်မထားပါနဲ့တင်းစီကိုချစ်မြတ်နိုးတဲ့သူတွေရောက်လာမှာပါတင်ကချစ်ခံဖို့ထိုက်တန်ပါတယ်ကိုတအားကြီးမရက်ဆက်ပါနဲ့တင်ကတင့်ကိုချစ်တဲ့သူတင့်ကိုနားလဲပေးနိုင်တဲ့သူတင့်ကိုတီးခံခွင့်လွတ်နိုင်တဲ့သူနဲ့ဆောင်တွေ့နိုင်ပါတယ်အဲ့ဒါကြောင့်တင့်ကိုတန်ဖိုးမထားတဲ့သူတွေကိုဆွလွတ်နိုင်အောင်ကြိုးစားပါအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ